ဇူပါရီချမ်းကြောင့်ဆန်ကာသစ်ဒူးထောက်ကြပေမဲ့ဘာလို့ဒိုင်အမတ်စီမြည်ခဲ့တာလဲအားလုံးပဲမင်္ဂလာပါအားစားသတင်းတွေကိုတပူထူးကြတဲ့ပုံစံနဲ့တင်ဆက်ပေးနေတဲ့ Sport Recap ကနေကြိုဆိုပါရစေ။ Page ကိုသဘောကျရင် Like and Follow လုပ်ခဲ့လို့ရပါတယ်။ဇူပါချမ်းကပညာမာရောမာကွန်မာပါနေထားတစ်ခုရှိပြီးတော့ထိတာနဲ့ဆင်းတဲ့သူမျိုးမှုတ်တာတော့အမှန်ပါပဲ။အသေးဆွဲကတော့လက်ဖျားခါစရာကောင်းပါတယ်။ဆန်ကာသစ်ကိုရှုံးခဲ့မယ်ဇူပါချမ်းအတိုင်းအတာတစ်ခုတည်းကိုလုံးပြနိုင်ခဲ့တာပါ။ဒီဘက်ဆန်ကာသစ်ကိုရောင်းတင်မိတဲ့ပွဲဆိုဘလို့နေထားဘလို့ခင်းချင်းလဲဆိုအားလုံးလည်းသိပြီးသားဖြစ်ခဲ့မှာပါ။ပွဲရမဆိုင်ကလေးကဇူပါချမ်းဖက်ဖက်ကနေညာဖြစ်ပြီးတော့ဒါအခုလောက်ထိလုံးပြနိုင်တာကဂျင်းနဲ့ဆရာဖြစ်ပါတယ်။ဆန်ကာသစ်ကဝမ်းမှာချန်ပီယံဖြစ်ဖို့ဖက်ဖက်ကနေပြင်ဆင်ပြီးတော့အားလုံးပြည်သူမျိုးဆိုမှပွဲဥထွက်လာခဲ့တာပါ။ကပောင်စင်ကစားဖို့တနေ့ခွဲလောက်အချိန်သွားတဲ့ကစားမှဖြစ်ပါတယ်။ဒါပေမဲ့ဇူပါချမ်းကတော့လက်ဝဲကားတွေမွေးတိုင်းကစားနေမှရုပ်တရက်ကပောင်စင်ကစားလိုက်ရတာပါ။ဆန်ကာသစ်ကညိုးနဲ့ရိုးနဲ့ဖိုက်တာဖြစ်သူတို့သူ့ကိုအနီးကပြင်ဆင်လေးချင်းပေးနေသူကလည်း raw time ဖြစ်ပါတယ်။ဒါပြင်စူပါလက်တွန်းနဲ့ sparring စားဖို့တဲ့အတွေ့အကြုံကလည်းရှိပါတယ်။သူက WBA မှာဆုံးမမရှိဘောက်ဆင်ချန်ပီယံလည်းဖြစ်တယ်လို့ကမ္ဘာ့ဆင်မှာလည်း15ထိချိန်ထားတာပါ။အဖက်ဖက်ကနေတာနေတယ်လို့တောင်ပြောရမှာဖြစ်ပါတယ်။ဒါကြောင့်ဆန်ကာသစ်ကိုအကြောင်းတင်ပေးတဲ့ပွဲမှာဇူပါချမ်းဘာလို့ပြနိုင်မလဲစောင့်ကြည့်ခဲ့ရတဲ့ပွဲဖြစ်ပါတယ်။ပညာအားဖြင့်မှာတော့ဆန်ကာသစ်ကတာပါတယ်။ထိုးချက်တွေထိမိရှိပြီးတော့လက်သီးလေလွင့်နေပါတယ်။ဇူပါချမ်းကတော့လက်သီးလေလွင့်များပါတယ်။ပထမချီမှာဇူပါချမ်းကဘောက်ဆင်သမားဆန်ကာသစ်ကိုလက်သီးချင်းရှင်းမထိုးခဲ့မနဲ့အောက်ခြေပိုင်းစပြီးတော့ဖြိုးပါတယ်။ဆန်ကာသစ်ကလည်းအောက်ခြေပြန်ကန်ပါတယ်။ဇူပါချမ်းဖူဝက်ကအတော်လေးကောင်းပြီးတော့တက်လုံးလည်းရှိပါတယ်။တနေရာထဲမှာငြိမ်ငြိမ်မနေပါဘူး။ဘောက်ဆင်သမားဆန်ကာသစ်တို့ငြိမ်ငြိမ်နေမှပြစ်မှတ်ကပိုထိုးလို့ကောင်းနေပါမို့လေမြန်နဲ့အဝင်ထွက်လုပ်ပြီးတော့ကစားနေတာဖြစ်ပါတယ်။ဇူပါချမ်းခြေကန်လို့ဂတ်လွတ်သွားရင်ဆန်ကာသစ်ကထောက်လက်သီးပေးပါတယ်။ပထမချီမှာဇူပါချမ်းနံဘေးတွေရောမျက်နှာတွေပါကလင်းရှော့ထိတာတွေမနေပါဘူး။ဒါတော့ဆရာသမားရှာထုတ်ပြသွားပါသေးတယ်။ဒုတိယချီမှာလည်းဇူပါချမ်းနှိမ့်ခဲ့ပါတယ်။ရော်ထန်ဆန်ကာသစ်ကိုပွဲသိမ်းမှုညွှန်ကြားနေပါတယ်။ဆန်ကာသစ်ကလည်းတိုင်းစစ်ကိုတင်လာခဲ့တာပါ။ရှင်ထိုးကြရင်လည်းဇူပါချမ်းဖေထိုင်ကြတာကြောင့်အမှတ်စင်ခံလိုက်ရပါသေးတယ်။ဇူပါချမ်းကဆိုင်ထိုးပြိုင်ထိုးဖို့လှုပ်လာခဲ့ပြီးတော့ထိချက်ချင်းမှာနှိမ့်ခဲ့တာပါ။တတိယချီမှာတော့ဇူပါချမ်းတာသွားခဲ့ပါတယ်။ဆန်ကာသစ်ကတတိယချီမှာတက်လုံကျလာသလိုခြေထွက်လက်ထွက်နဲလာပါတယ်။ဇူပါချမ်းရှေ့ကတိုးလာမှတီးတီနဲ့ပတ်ထောင်နဲ့ရွယ်ချက်ရှိရှိရိုက်တာတော့ဘောင်ထဲကညစ်တာလို့ထင်ပါတယ်။ဒိုင်းပြောလိုက်ရင်လည်းပတ်လက်သီးလို့ဖြေရှင်းလိုက်အောင်ပါပဲ။ပွဲစားမှာတော့ကလည်းဇူပါချမ်းပြေးကန်တော့လက်နဲ့ဖမ်းလိုက်ပါသေးတယ်။ဒါတွေတော့ပြောစရာကောင်းတဲ့အချက်တွေပါ။ဖေနိုင်လဲသွားချိန်မှာလည်းဒိုင်းအမှတ်စင်မြည်ပဲနဲ့လွတ်ပေးလိုက်ပါသေးတယ်။ဇူပါချမ်းတို့နင်းနာခဲ့ရတဲ့ခိုက်တန်တွေပါပဲ။ဒိုင်းဆုံးမဲ့ချက်ကိုအမေကွန်ထောက်ရမှာပါ။ဇူပါချမ်းအမေကန်ချက်ကကောင်းပါလေ။ဆန်ကာသစ်ကလွတ်နေချိန်မှာထိသွားပြီးတော့ပါဝါပိုင်းကြတောင်သွားနိုင်ပါတယ်။ဇူပါချမ်းကရှေ့ချီဒီမှာနှိမ်ထားမလို့တတိယချီမှာလဲထိုးနိုင်မှုကြိုးစားပါတယ်။ဒါပေမဲ့သူကလည်းရှေ့ချီဒီမှာခံထားရမလို့ပါဝါကြလာခဲ့ပါတယ်။ထိုးချက်တွေထိမဲ့ပွဲသိမ်းနိုင်လောက်တဲ့ထိမလုံလောက်တော့သလိုလက်သီးတွေကလည်းနှေးလာပါတယ်။ပွဲပြီးသွားချိန်မှာတော့ကစားမနုကဆက်ထိုးနေတဲ့ဖြစ်ပြီးတော့အချိန်မပြေကြသေးပါဘူး။ဒိုင်းတွေအကုန်လုံးကဆန်ကာသစ်ကိုနိုင်ပေးလိုက်တာဖြစ်ပါတယ်။ဆန်ကာသစ်ကသူနိုင်မယ်လို့အပိုင်တွက်ထားသလိုအလဲတောင်ထိုးကျင်နေပါ။ဒါပေမဲ့ဇူပါချမ်းကသူထင်တာအထက်ပိုကောင်းနေပါတယ်။မာပရိသတ်တွေကကိုဖိုင်တာရှောင်းရင်အားမလို့အားမရဝေဖန်ကြတာများပါတယ်။ဒါလူတိုင်းသိပါတယ်။ဒါပေမဲ့ဇူပါချမ်းရဲ့ပွဲကတော့ရှုံးမှကြိုသိနေအောင်ကိုဖိုင်တာလုံးပြသွားခဲ့တာတွေကလက်ခံပေးလို့ရပါတယ်။ဘာဖြစ်ဖြစ်ကအကောင်းဆုံးလုံးပြနိုင်တဲ့ဇူပါချမ်းနေနဲ့နောက်တစ်ပွဲမြန်မြန်ရဖို့အတွက်မျှော်လင့်လို့ရပါတယ်။ဒီတက်တာလေးချင်းမှုတွေပိုကောင်းအောင်ပြင်ဆင်လိုက်ရင်ဇူပါချမ်းကမျှော်လင့်စရာအများကြီးကောင်းတဲ့ကစားမဖြစ်ပါတယ်။